ခုတခါဖတ်ပြမယ့်စာအုပ်ကတော့ဆရာဝေဖြိုးဘာသာပြန်ဆိုရေးသားထားတဲ့လူသစ်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။နာကြီးညစာစားနေကြစဉ်မနှင်းဖြိုသည်ကိုဝေဖြိုးနဲ့ပြောခဲ့သမျှကိုဖခင်နဲ့ဖွာပြောပြခဲ့သည်အချိန်အတော်ကြာမှတော်စိန်လာသည်လက်ဟာနေသည်မိနစ်30၏အရေးပါပေါ်တဘောပေါက်လာသည်ပမိုရှင်လင်းသိချရန်အတွက်မနှင်းဖြိုသည်ဦးလွန်းဆွေလှုပ်ရှားမှုအချိန်စရာဆွရွက်ပေါ်တွင်ရှာရေးပြခဲ့သည်အော်အဒီမိနစ်30လားငါမြင်ရတော့ဘာမှထူးခြားတယ်မထင်ပါဘူးအေးတော်စိန်လာတီခေါတခါခါဖြစ်ပြောနေတယ်ဒါပေမဲ့အဲ့ဒီမိနစ်30ကလူတယောက်တက်ဖို့အတွက်လုံလောက်တဲ့အချိန်ပဲလို့ရဲရင်းနေနဲ့ခိုင်မာလက်ခံထားကြတယ်အဲ့ဒါရုပ်တိမရှိရပေါ့အရင်ဆုံးစဉ်းစားတင်တာဦးလွန်းဆွေကဒီလိုလုံးမဲ့တူဟုတ်မဟုတ်ဆိုတာပဲသူကအတလောက်ရက်ဆက်တဲ့လုံမျိုးလုံနိုင်မယ်မထင်ပါဘူးသူကအချိန်လေးစားရဲ့ပြီးတော့တပတ်သားပေါ်စာနာထောက်ထားတတ်တယ်ဒီခေတ်မှာဒီလိုလူမျိုးကအင်မတန်ရှားသွားရင်ငါဈေးဝါဆင်းတော့လေသူကပဲပထမဆုံးမနှင်းဖြူသည်လက်မြောက်ကသူ့အဖွာဤစကားစားဖြတ်တောက်လိုက်သည်သူကလူကောင်းတယောက်ဆိုတာလူတိုင်းတီးကြပါပြောနေဖို့မလို့အခုအရေးအကြီးဆုံးကိစ္စကတို့တန်တရားဝင်နေရတွေပဲဖြောင်းနိုင်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာပဲဒါကြောင့်ငါပြောနေရပေါ့ရဲတွေကိုတဲ့တိုးတာပြောလိုက်ရပြီသူတို့ကဦးလွန်းဆွေမှာကောင်းကောင်းမသိကြတာဒါကြောင့်လည်းယုံထင်ကြောင်ထင်ရှော့ထင်နေကြတာပေါ့မနှင်းဖြိုတီအတန်ခတ်တိုးပြတခုံးဝင်ထောက်တယ်ဒီလောက်နဲ့မရသေးဘူးအဖွားရထို့နောက်ဖခင်အားတစ်ချက်လမ်းကြီးလိုက်သည်ဦးကျော်ထေးတီစိတ်မကောင်းတော့မှုရာဖြင့်နှုတ်ဆိတ်နေသည်အဖေဘာရစင်းစားနေရလဲဟေးအော်ဦးလွန်းဆွေကအတလိုပဲပြောခဲ့သလားလို့ငါစဉ်းစားနေရပါကွာဦးလွန်းဆွေကဘာကြီးလဲဦးလွန်းဆွေကတပြေရဲ့အိမ်ယာကနေငါတို့အိမ်ကိုတန်းလာပြီးနောက်မှကုမ္ပဏီကိုပြန်တယ်အဲ့ဒီကနေမှသူ့အိမ်ကိုပြန်သွားတယ်လို့သူပြောခဲ့တာအမှန်ပဲလားဦးရဲကြီးကတော့အဲ့လိုပြောရပဲလေအဲ့လိုပြောရပဲလေအဲ့လိုလားဦးကျော်ထေးတီတခုခုကိုစဉ်းစားနေပုံရသည်ဘာဖြစ်လို့လဲဟဲ့ဘာမှဖြစ်ပါငါမေပြောရဲ့အဲ့ဒီဦးရဲကြီးဆိုရဲသူကအတော်ယောက်ျားဆန်တာပဲဒေါ်စိန်လာတီရေနွေးငယ်ရင်ပြောနေသည်အရှင်ကားရရင်သူ့မျက်နှာကြားနဲ့အတော်လိုက်ဖက်မှာပဲပြီးတော့ကြည့်ရတာအတော်ထက်မြက်တဲ့ပုံစံဟုတ်လောက်မယ်တမီတူစီကနေအင်တန်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုတီးခဲ့ရတယ်မနှင်းဖြူတီကိုဝေဖြိုးပြောပြခဲ့တဲ့ကုတ်အင်ကြီးဝတ်ချင်မဝတ်ချင်နဲ့ပတ်သက်တော့ရိုစာကိုရှင်းပြနေသည်ငါလည်းတခါမှအဲ့ဒီလိုမစင်စားဘူးဒါကြောင့်လဲဦးရဲကြီးကဦးလွန်းဆွေရဲ့အဝတ်အစားအကြောင်းမေးခဲ့တာပေါ့ပြီးတော့အဲ့ဒါကွာဟာနေမိနစ်30နဲ့လည်းတက်ဆိုင်နိုင်ရတဲ့လေဘလို့တက်ဆိုင်ရလဲဒါတော့တမီလည်းမသိဘူးသူ့ရဲ့စစ်ကူကအတော်ထူးဆန်းတာပဲရဲတွေထဲမှာဆိုရင်လူတော်တယောက်ပဲဖြစ်မယ်ထင်တယ်ဒါတော့ပြောရခက်တယ်မနှင်းဖြူတီရေနွေးခတ်ကောက်ကိုက်လိုက်သည်တမီဖြစ်သူအလောက်ကောင်းကောင်းလုပ်နေအောင်မတွေ့ဘူးတေကိုပြီးတော့တမီလို့အပြင်လူတယောက်ကိုအမှုကိစ္စတွေရှောက်ပြောပြနေအောင်ပဲကြည့်ပါလားလှုပ်တီးရဲ့လားလို့အဲ့ဒါညီကသူများကိုရှောက်မင်းနေရဟိုမင်းကတော့မင်းရပေါ့တခြားလူဆိုရင်ပြောချင်မှပြောမှလေမနှင်းဖြူတီသူ့ဖေဘက်ကိုလဲကစစ်ကိုတောင်းတကယ်တော့စိုက်ကြည့်နေတယ်အော်အေးဟုတ်တာပေါ့ဦးကျော်ထေးတီမတက်ထရလိုက်တီကဲရေတော့ချိုးမယ်ဒီနေ့ဟင်းကတော့အတော်စားကောင်းတာစိတ်နဲ့လိုမကတ်တော့ဖခင်ကိုကြည့်ကမနှင်းဖြူတီထမင်းစားခန့်ထဲတွင်စဝေးစဝါဖြစ်ကြံရိတ်ခဲ့တော့သည်ကားငယ်နေ့လေနေဆောင်တော်တော့အခါဦးကျော်ထေးတီဆိုင်ပြင်းတို့ထွက်ကရခင်လုံးနေကြအတိုင်းနေကမြောက်ရုပ်သိမ်းနေသည်မွန်းတဲနေလောက်မပူတော့လဲအပူချိန်မှာတနေ့ထက်တနေ့တိုးမြင့်လာတော့ခန်းစားသည်ရှိနိုင်သည်နွေရာတီတို့ထိုထွင်းဝင်ရောက်လာသည်နှင့်အတူခင်းကျင်းထားတော့သူ၏စားကုန်ပစ္စည်းများလည်းအခင်းအကျင်းပြောင်းလဲရပြီးတော့မည်တချို့မုံများကိုနေပူထဲကြထားနိုင်တော့လဲတချို့မှာထိုးတိုးထားရမတင်လျော်သည်များရှိသည်
အရိပ်တစ်ခုမြေပြင်ပေါ်တွင်ရွေ့လျားသားတို့ကိုသတိထားမိသောကြောင့်ဦးကျော်ဌေးသည်သူ၏နောက်ဘက်တွင်လူတစ်ယောက်ရပ်နေကြောင်းသဘောပေါက်လိုက်သည်။ဘာလို့ရှိပါသလဲဟုမေးမြန်းဟန်ပြင်ပြီးကာမှထိုစကားလုံးများမျိုးချလိုက်ရသည်။ထိုသူကိုသူသိနေသည့်ပြင်မြင်ရသည်ကိုပင်အနည်းငယ်စိုးရွံ့နေမိသည်။ဒီနေ့လည်းအတော်ပူတာပဲဗျ။ထိုသူထံမှအသံထွက်ပေါ်လာသည်။ဟုတ်တယ်ဗျာဒါနဲ့ဦးသမီးကိုလာရှာလားသူပြန်မရောက်သေးဘူး။ကိုဝေဖြိုးသည်လက်ကိုဖြည်းဖြည်းချင်းခါရမ်းပြသည်။ကျွန်တော်ဦးကိုမေးစရာရှိလို့ပါအချိန်နည်းနည်းပေးလို့ရမလား။ဦးကျော်ဌေးသည်ကိုဝေဖြိုးကိုလမ်းကြည့်လိုက်သည်မိမိအားစိုက်ကြည့်နေသည်ကိုမြင်သောအခါခေါင်းကိုချက်ချင်းပြန်ငုံလိုက်မိသည်။အထဲကိုကြွပါသူသည်လက်လန်းကတစ်ခါမှကြီးကိုဆွဲဖွင့်ပေးနေသည်။ဦးရဲ့အမေရောဦးအမေလားအိမ်ထဲမှာရှိပါတို့ခေါ်ပေးရမလားမဟုတ်ပါဘူးတကယ်လို့ဦးရဲ့အမေအိမ်မှာရှိနေရဲဆိုရင်ကျွန်တော်တို့တခြားနေရာမှာတော့ပြောစရအောင်လားဦးကျော်ထေးတီသူ့အောက်အတက်တစ်ပြန်မငယ်သောထိုရဲအရာရှိသူ့အောက်အတက်တစ်ပြန်မြငယ်သောထိုရဲအရာရှိထံမှပြောမပြတတ်သောဖိအားတစ်မျိုးမျိုးခံစားနေရသည်ထိုအရာရှိသည်ယခုလိုသူ့ထံသို့ရောက်လာခြင်းမှာသတင်းတစ်ခုခုစုံစမ်းရန်တသက်များမဟုတ်ကြောင်းသူယုံကြည်နေမိသည်ဦးကျော်ထေးသည်လမ်းဘက်သို့တွေးတစ်ချက်ထွေးခေါင်းငယ်ပြလိုက်သည်ထို့နောက်ဆိုင်ထဲသို့ဝင်သွားပြီးအတွင်းဘက်သို့လမ်းအော်ပြောနေသည်အမေမအိပ်ဘူးမလားတော်စင်လာသည်အိမ်တွင်းမှချက်ချင်းထွက်လာသည်ဘာဖြစ်လို့လဲကျွန်တော်အပြင်ခဏသွားအောင်မယ်နော်ဆိုင်ကြည့်ပေးထောင်းပီလီရခုံသွားမလို့လားနေရတော့တကယ်ပဲဆိုင်ထဲသို့ဝင်လာတော့တော်စင်လာသည်သူ့သားအနောက်တွင်ရက်နေတော့သူအမြင်တော့အခါအော်ဟိုခက်ဖြောက်မောင်ရဲသားပဲဦးလုံးဆွေခုထိတန်တရားရှိနေကြတော့မဲလားကျွန်တော်တို့စုံစမ်းနေဆဲပါခမအကူပါတယ်ကွယ်သူကလူကောင်းတရားပါလူတက်မှမဟုတ်ပါဘူးအမေအာမခံပါရဲ့ကျွန်တော်တဘောပေါက်ပါတယ်မကြခင်အမအဖွားစီအောင်စင်းထားရလို့ကြားမိရဲ့နေထိုင်ရတာတက်တာရဲ့လားခမကျေးဇူးပါပဲကွယ်အိမ်ပြန်ရောက်ရင်အားလုံးကောင်းသွားတာပါပဲတလောတကောကြီးစီအောင်မတက်မိရင်တော့ကောင်းလေအောင်မယ်တော်စိန်လာတီတူတော်လမ်းကြီးလိုက်တီတာသူနဲ့စကားတော့ပြောမလို့လားဦးလုံးဆွေဘလို့လူစားမျိုးလဲဆိုတာသူ့ကိုကောင်းကောင်းရှင်းပြလိုက်စမ်းပါရဲ့အမေကလည်းတကယ်ပဲကျွန်တော်သိပါတယ်ဗျာဦးတို့တွားရအောင်ဦးကျော်ထေးတီကိုဝေဖြိုးဘက်တော့လဲပြောလိုက်တီကိုဝေဖြိုးတီတော်စိန်လာတရိုတီပြောနေသည်ကျွန်တော်ခွင့်ပြုပါအောင်ဦးအမေကိုကြည့်ရတာကျမ်းမာနေရပဲတော်မချက်ချပဲဆိုင်ပြင်တို့ရောက်တော့ခါကိုဝေဖိုးကပြောတယ်လီပဲမာနိုင်တော့တာသူတို့ညဒီဆိုင်မျက်နှာချင်းဆိုင်ရှိကော်ဖီဆိုင်ထဲသို့ဝင်ခဲ့ကြသည်ထိုစဉ်ဦးကျော်ထေးသည်သူသမီးပြောခဲ့သောစကားများကိုပြန်ကြားရောက်နေမိသည်သူကော်ဖီအေးတစ်ခွက်စီမာလိုက်ကြသည်ဦးကျော်ထေးသည်ဆေးလိပ်တစ်လိပ်ကိုဆွဲယူလိုက်တော့ခါကိုဝေဖြိုးသည်ဆေးလိပ်ပြခွက်အားသူရှိတို့ချပေးသည်မနေ့ဒီဆိုင်မှာပဲဦးသမီးနဲ့စကားပြောဖြစ်ကြသေးရဲ့သူပြောရဲ့သူပြောပြထားတော့အဆင်ပြေတာပေါ့ကျွန်တော်ဒီနဲ့နေ့တိုင်းပြောနေချင်မလို့တော့အခုလိုပြောလို့ဘလို့မှမထင်ပါနဲ့မင်းကစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုတွေ့ထားတယ်လို့ပြောတန်ချားဟိုကွာအဲ့ဒီကုမ္ပဏီဝန်ထမ်းတွေဘလို့ဝစ်စားသွားလာတယ်ဆိုတာဦးဖြစ်တစ်ခါမှခယူဒီဇိုင်းမကြည့်ခဲ့ဘူးကျွန်တော်ကပဲရအောင်မဆိုစစ်ဆက်ကြည့်ရတာဝတ္တနာထုံတဲ့သူမျိုးပါဒါကြောင့်လေဦးစွန်းလွေရဲ့ဦးလွန်းဆွေရဲ့ဝတ်စားစီရင်ပုံတတိထားမိရပေါ့သူလမ်းပေါ်မှာဒီလောက်လာအကြိုင်လဲပတ်နေခဲ့အောင်ဘာဖြစ်လို့ကောက်အင်ဂျီကိုမချွတ်ပဲတရဝတ်စားထားနိုင်ရတာလေစဝဲရိုတီကော်ဖီအင်းကွက်လာချသွားသည်ဦးကျော်ထေးကသူဤစေးလေးကိုမီးငီးနေသည်မင်းကအကြောင်းရင်းကိုသိပြီပေါ့အကျန်းအားဖြစ်တော့သိပြီဆိုတော့ဦးအနေနဲ့ထူဆန်းမနေသလိုပဲစိတ်မဝင်စားလို့လားအဲ့တလို့တော့မဟုတ်ပါဘူးဒီကိစ္စကိုဦးအနေနဲ့လည်းနားထောင်ချင်လိမ့်မယ်မထင်ပါ
ဘာဖြစ်လို့လဲဆိုတော့ဦးကတင်းနေပြီးသားပဲဦးဦးကျော်ထေးတီကော်ဖီခွဲကိုတောက်ရနှခမ်းအားသိပ်ပြီးကမှကိုဝေဖြိုးရေးစကားကြောင့်မတောက်သေးပဲခွဲကိုစပွဲပေါ်ပြန်ချလိုက်တယ်။မင်းကဘာကိုဆိုလိုတာလဲ။ဦးလွန်းဆွေဦးတို့အိမ်ကိုရောက်လာတဲ့အချိန်တုန်းကဘာဖြစ်လို့တုတ်ကုန်းအင်ကြီးဝတ်ထားရလဲ။အဖေကရိုးရိုးလေးပါ။သူအပြင်ဘက်မှာရှောက်ပတ်ပြီးမှဦးတို့စီရောက်လာခဲ့တာမဟုတ်လို့ပေါ့။သူကုမ္ပဏီကိုအရင်ပြန်သွားခဲ့။သူ့အလုပ်တွေအားလုံးလုပ်ပြီးပြီဆိုမှဦးတို့စီလာခဲ့တာ။ဒါကြောင့်ရွှေထွက်တယ်ဆိုရင်တော့အပေါ်အင်ကြီးကိုချွတ်ပစ်ရလောက်အောင်ဆိုးဝါးမဖြစ်လို့ပေါ့။ဦးကျော်ထေးတီခေါင်းငုတ်ထားတယ်။ကိုဝေဖြိုးကဆက်လက်ပြီးသူ9နာရီခွဲမှတပြေရဲ့အိမ်ယာကနေထွက်ခဲ့6နာရီမှကုမ္ပဏီကိုရောက်တယ်။ပြီးတော့ဒေါ်စိန်လှရဲ့ဆေးရုံတင်ဆင်းလက်မှတ်ကိုစာရေးမစီပေးပြီးလိုအပ်တာတွေဆက်လုပ်ခိုင်း။အဲ့ဒါပြီးတော့မှကုတ်အင်ကြီးဝတ်ပြီးဦးတို့အိမ်ကိုရောက်လာခဲ့။ဦးတို့အိမ်ကနေထွက်ပြီးတဲ့နောက်ကုမ္ပဏီကိုပြန်သွားပြီးခဏနေတော့မှသူအိမ်ပြန်သွားတယ်။ဒီလိုဒါဆိုရင်သူနဲ့သွားလာလှုပ်ရှားမှုကတက်တေထွက်ဆိုချက်တွေအားလုံးနဲ့တစ်ထက်ထဲကျသွားရောပေါ့မိနစ်30ကောဟာနေရမျိုးလည်းမရှိနိုင်တော့ဘူးသူရုံးကနေဦးတို့အိမ်လာရဲ့လမ်းခီးကြချိန်ရဲ့ဦးအမေနဲ့စကားလက်ဆောင်ကြခဲ့ကြရဲ့အချိန်ရဲ့နှစ်ခုပေါင်းလိုက်ရင်မိနစ်30လောက်ကြာရင်လို့ယူဆနိုင်ဒါပေမဲ့အဲ့ဒီလိုယူဆလိုက်ရင်ဝီယော်ဒီတစ်ခုပေါ်ပေါက်လာပြန်တယ်ကျမရဲ့အာမခံရော်ကြီးလျှောက်ထားဖို့ဆိုတာဈေးရုံရဲ့ထောက်ခံချက်လိုတရားကိုတကယ်လို့သူပထမအချိန်ကုမ္ပဏီကိုမပြန်ခင်မှာဦးတို့အိမ်ကိုမရောက်ခဲ့ဘူးဆိုရင်ရှောက်လာကိစ္စဆောင်ရွက်နိုင်မှာမဟုတ်ဘူးနောက်ပြီးကျွန်တော်မှနောက်ထပ်သိချင်တာတစ်ခုတော့ရှိနေသေးတယ်တကယ်လို့ဦးလွန်းစီရဲ့တွာလာလှုပ်ရှားမှုကစောစောကပြောခဲ့တဲ့အတိုင်းဆိုရင်သူကဘာဖြစ်လို့အမှန်အတိုင်းမပြောနိုင်ရတာလဲဦးကျော်ထေးတီခေါင်းမောလာတီကိုဝေဖြိုးတီမျက်တောင်တစ်ချက်မခက်ပဲတူအားဆိုင်ကြည့်နေတီမင်းအားလုံးကိုတိနေပြီပဲဦးကျော်ထေးကပြောတီကျွန်တော်ဈေးအောင်ကတာဝန်ကျဆရာဝန်နဲ့ဆွေးနွေးကြည့်ပြီးပါဒါပေမဲ့ဒေါ်စိန်လာရဲ့ယောဂအခြေအနေအစစ်မှန်တော့မမီးခဲ့ပါဦးကျော်ထေးတီတက်ပြင်းတစ်ချက်မုတ်ထိုးလိုက်တီထို့နောက်ကော်ဖီအေးတငုံတောက်ကခေါင်းဖြည်းဖြည်းချင်းခိုင်ရန်လဲပြောနေတီချောင်းဆုံရဲစခန်းကိုအင်မတန်ညံပြေးတဲ့ရဲတယောက်ရောက်လာပြီးပဲတာဝန်ကျဆရာဝန်ကြီးကအတွင်းစာတာမတူတဲ့ဈေးရုံစင်းလက်မှတ်နှစ်ဆောင်ရေးပေးခဲ့လို့ဝန်ခံထားတယ်။တစ်ဆောင်မှာယောဂအခြေအနေကိုအစစ်အမှန်အတိုင်းရေးပေးထားပြီးနောက်တစ်ဆောင်ကတော့အတူပေါ့။အဲ့ဒီလိုဘာဖြစ်လို့ရေးပေးရတာလဲလို့ကျွန်တော်မေးကြည့်တော့ဦးကတောင်းဆိုခဲ့ရလို့ပြောရဲ့။သူပြောတာမမှားပါဦးကအတင်းအကျပ်တောင်းဆိုခဲ့ရပါဦးလည်းတခြားနီလန်းကိုမရှာတတ်တော့ဦးရဲ့အမေကတိတ်ပြီးခေါင်းမာတယ်ကျမကြီးအာမခံရှောက်လို့ရနိုင်ရဲ့လို့ပဲယုံကြည်နေရဘလို့မှတားလို့မရအဲ့ဒီလိုရှောက်လို့တင်ဖို့ဆိုတာဈေးရုံစင်းလက်မှတ်လိုရမဟုတ်လားခဲ့တာအဲ့ဒီဈေးရုံစင်းလက်မှတ်မှာပါယောဂအခြေအနေကိုလည်းတို့မမြင်စေချင်ဘူးဟိုးတကယ်ပါဦးလည်းကြံမိကြံရလှုပ်လိုက်မိတော့ဟာပဲဒါကြောင့်ဦးဆရာဝန်ကြီးကိုတောင်းပန်ပြီးလက်မှတ်တူးတစ်စောင်းလုပ်ခိုင်းခဲ့ပြီးတော့ဒေါ်စိန်လာကိုယ်တိုင်ဈေးရုံလာယူတဲ့အခါအဲ့ဒါကိုပြီးခိုင်းလိုက်တယ်ဆိုပါတော့ဦးကျော်ထေးကခေါင်းငိပြသည်ဆရာဝန်ကပြောတယ်လေသူတို့အနေနဲ့အဲ့ဒါမျိုးလုပ်ခွင့်မရှိဘူးပေါ့ဒါပေမဲ့ဆရာဝန်ကစိတ်တဘောထားပြေးသွားတဲ့သူဆိုတော့ဈေးရုံစည်းကမ်းကိုဖောက်ဖျက်ပြီးအတူတစ်ဆောင်ရေးပြီးခဲ့အဲ့ဒီစာရွက်အတူကိုတခြားဘသူမှမပေးပါဘူးလို့တော့ဝန်ခံကတိပေးရတာပေါ့ဦးအမေအိမ်ပြန်ရောက်မှဦးကဈေးရုံပြန်သွားပြီးဈေးရုံစင်းလက်မှတ်အစစ်ကိုတွားယူခဲ့ရတယ်ဦးပဲအချိန်ကလက်မှတ်အစစ်ကိုဦးလွန်းဆွေစီပေးခဲ့ရလဲ6နာရီမတိုင်ခင်လောက်ပေါ့ဦးကိုယ်တိုင်ဦးလွန်းဆွေတို့ရဲ့ကုမ္ပဏီအနာသွားပြီးအတိမှာပဲသူ့လက်ထဲအပ်လိုက်တာအဲ့ဒီခါမှာသူ့ယုံကိစ္စကိုဆက်လုပ်လို့ရတော့တာပေါ့ဒါပေမဲ့ဦးလွန်းဆွေမှာနောက်ထပ်အလုပ်တစ်ခုကျန်နေသေးတယ်အဲ့ဒါဒေါ်စိန်လာနဲ့တွေ့ပြီးလက်မှတ်အတူကိုဟန်ဆောင်ပန်ဆောင်တွားယူဖို့ပဲမဟုတ်လားဒါကြောင့်လဲကုမ္ပဏီကနေဦးတို့အိမ်ကိုရောက်လာခဲ့ရပေါ့ဦးလွန်းဆွေကိုအတော်အာနာစရာကောင်းပါတယ်ဗျာ
အဲ့ဒါလိုလုပ်ပေးဖို့သူ့ကိုဦးကတောင်းပန်ထားသူကလည်းအပြင်ပန်းခံပြီးလုပ်ပေးရှာဒါနဲ့ပဲသူ့ခမတန်တရားခံဖြစ်ရရှာတော့တာပဲသူ့မှာအလီဘာတက်တီကောင်းကောင်းပြနေပါလဲနဲ့ရဲတွေကိုပြောပြလို့မရအောင်ဖြစ်နေရဲ့တကယ်လို့သူ့အနေနဲ့ရဲတွေအကုန်လုံးပြပြလင်းလင်းရှင်းပြလိုက်ရင်လည်းဦးကသူ့ကိုဘာမှအပြစ်ပြောနေစရာအကြောင်းမရှိပါဘူးဦးလုံးဆွေကတော့အခုထိအတီလက်မှတ်သူ့အကြောင်းတစ်ချက်ကလေးမှမဟောင်းပြပြလင်းလင်းပြောရရင်အတီဆောင်တူပဲပေးခဲ့တာဦးကသူ့ဈေးရုံစင်လက်မှတ်အစ်စ်ပေးလိုက်တုန်းမှာသူကဦးကိုပြောရဲ့ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်သူဒီကိစ္စဘသူ့မှဖွင့်ပြောမှမဟုတ်ဘူးတဲ့လေသူကတောင်းပေါ်တာတိတ်ကတိတည်းရဲ့တည်းထိနှုတ်လုံသွားမဲ့လူမျိုးဦးလုံးဆွေကတကယ်လဲသူကတိကိုစောက်ထိန်နိုင်ခဲ့ပါတကယ်အားလူပဲဗျာဖွင့်လိုက်ရင်လည်းပြီးဖွင့်ပြောလိုက်ရင်ပြီးတာပဲဟာတခဏငြိမ်နေကြပြီးဦးကျော်ထေးတီတက်ပြင်းတစ်ချက်မုတ်ထောလိုက်တယ်ဆရာဝန်ကဦးမကြီးကင်ဆာလို့ပြောတယ်ကင်ဆာအဲ့ဒါလို့လားကိုဝေဖြိုးလည်းငြိမ်ကြသွားသည်သူ့တက်ရွယ်နဲ့ခွဲစိတ်တဲ့တံလည်းခန္ဓာရည်ရှိရောမှမဟုတ်လို့ဆရာဝန်ကပြောတယ်ဒါကြောင့်အိမ်မှာပဲနာနာနေခိုင်းပြီးအခြေအနေကိုစောင့်ကြည့်အောင်ဈေးရုံစင်းခွင့်ပြုလိုက်တာပဲဘလောက်အတိုင်းတာထိပြန်ကောင်းပြီးဘလောက်တောင်းခံနိုင်မလဲဆိုတာဘာမှရရပြောနေတာမဟုတ်ဦးကျော်ထေးတီတက်ကိုခက်ပြင်းပြင်းရှူသွင်းလိုက်သည်ကိုအတိုင်းကျမပြန်ကောင်းလာနိုင်ရဲ့ဆိုရင်အနည်းဆုံး2ဝက်လောက်တော့အချိန်ပေးရမှာပဲလို့ဆရာဝန်ကပြောတယ်။ဦးကိုကျွန်တော်ကိုချင်းစာနိုင်ပါတယ်။ဦးကျော်ထေးကပြုံးတယ်။မင်းနားလဲနိုင်ကောင်းတာပေါ့။ဒါပေမဲ့ဒီကိစ္စကိုတခြားလူတွေမသိစေချင်ဘူး။ဦးမေကိုတော့ထည့်ပြောစရာတော့မလိုဘူးပေါ့လေ။ပြီးတော့သမီးကိုရောပဲ။ကိုဝေဖြိုးကခေါင်းငယ်ပြသည်ကျွန်တော်သဘောပေါက်ပါတယ်။သူ့မိထက်ဆိုင်ရင်အတိကလေးကသူ့ဖွာပို့ပြီးရင်းနှီးရပြောရမယ်။သူငယ်ကလေးကသူ့မိကဆုံးသွားခဲ့တာကိုဒီတော့တဏီကုံသူ့ဖွာကိုပဲပတ်ချွဲနဲ့ချွဲလုံးနေခဲ့ရတာ။သူမိတ်ကပ်ပညာရှင်ဖြစ်ပြီးသူ့ခြေထောက်ပေါ်သူမရက်နိုင်မချင်းတော့သူ့ဒီအကြောင်းပြောပြလို့မဖြစ်သေးဘူး။ဦးကျော်ထေးတီပြောနေတဲ့ကိစ္စတစ်ခုတိကျသွားဟန်ပြေကိုဝေဖြိုးကြည့်သည်ဒါပေမဲ့အခုဆက်ပြီးဖုံးကွယ်လို့မရတော့ထင်တယ်ဦးလုံးဆွေအတွက်တန်တရားဖယ်ရှားပေးနိုင်ဖို့ဆိုရင်အခုပြောခဲ့တဲ့ဈေးရုံစင်လက်မှတ်ကိစ္စအမှန်အတိုင်းပြောပြရတော့မှာပေါ့ကိုဝေဖြိုးသည်ဖြင်းငင်းစွာခေါင်းကနေသည်ကျွန်တော်ရဲ့အထက်အရာရှိနဲ့တိုင်ပင်ထားပြီးပါပြီစကန်မွာမူခင်းထောက်လန့်ရေးအဖွဲ့ကိုရှင်းပြပေးပါလိမ့်မယ်အားလုံးစီစဉ်ထားပြီးပြီဦးရဲ့တက်တီထွက်ဆိုချက်တစ်ခုပဲလိုပါတော့တယ်ဒါဆိုဦးကတက်တီထွက်နိုင်ရပြီပေါ့ဟုတ်လားဟုတ်ပါတယ်ဦးကျေးဇူးပြုပြီးဦးကျော်ထေးတီခေါင်းခိုင်ရလက်ဘယ်ဟုတ်မှလဲဦးကကျေးဇူးတင်ရမှာပါတပြေရဲ့အိမ်ယာမှာလောက်ကြံခံရတဲ့သူကတယောက်ထဲနေရဲ့အမျိုးသမီးဆိုဟုတ်သူ့မိသားစုကရောကိုဝေဖြိုးတီဘာမှမပြောတော့ပဲခေါင်းငုံနေပြီးတွေးမျက်နှာပေါ်တွင်မအီမလဲပြုံးတချို့တာထင်ရှားနေသည် sorry ပဲကွာအမှုကိစ္စနဲ့ပတ်သက်တဲ့တိတ်ဆိတ်အကြောင်းအရာတွေကိုပြောပြလို့ပဲဖြစ်ပါမလဲအဲ့ဒီလိုလည်းမဟုတ်ပါဘူးဘာမှလူဝက်ထားစရာကိစ္စလည်းမရှိပါဘူးသူတို့လင်မယားကွာရှင်းထားတာတိတ်မကြသေးဘူးအခုမှစပြီးတိတန့်ခွဲနေရပါသူ့မှာသားတယောက်ရှိရဲ့ဒါပေမဲ့သူတို့မှဆက်သွယ်မရှိကြအောင်ဟုတ်လားသူဘာဖြစ်လို့တပည့်ရဲ့ကိုပြောင်းလာရတယ်လဲဆိုတာလည်းမသိကွယ်ဒီရက်ကွက်တွဲဆွေတို့လူဝက်ဆန်းကျဲလူတစ်တယောက်ပေါ့ဗျာဦးကျော်ထေးတီကိုဝေဖြိုးစိုက်ကြည့်ပြီးဒီလိုဆိုရင်မင်းနဲ့တူတူပဲပေါ့ဟုတ်ပါဗျာသူတို့ဦးသားတပြိုင်နဲ့ရေမောလိုက်ကြသည်ဟောဦးရဲ့သမီးကိုဝေဖြိုးတီခေါင်းလဲဟာလမ်းဘက်တို့ကြည့်နေသည်မနှင်းဖြူသည်ဆိုင်ရှိမှမှန်ခေါင်းတာထဲသို့မှုန့်များထဲနေသည်ထိုစဉ်မှန်တကားပွင့်သွားပြီးဒေါ်စိန်လှအပြင်သို့ထွက်လာသည်သူတို့နှစ်ယောက်စကားပြောနေကြသည်ထုံးစံအတိုင်းမနှင်းဖြူဤအတန်မှဆူရှားကျဲလောင်နေသည်မင်းနဲ့တွေ့ခဲ့တဲ့ကိစ္စကိုသမီးတာတိသွားရင်တောင်မင်းမြောက်မင်းနဲ့ဆက်ဆူနေအောင်ပါပဲဦးလုံးဆွေပေါ်ရှိတဲ့တန်တရားတွေပြေပြောက်သွားပြီး
လို့သာပြောလိုက်ပါအောင်ရေဦးကျော်ထေးတီခေါင်းငိတ်ပြီးထားရဲလိုက်သည်မောင်ဝီဖြိုးမင်းဒီချောင်းဆုံရဲ့ရဲစခန်းမှာအတော်ကြာကြာတော့နေရအောင်မယ်ထင်တယ်ဟုတ်တော့တယ်ဗျကောင်းတာပဲဦးတို့ဆိုင်ရာရှာပေါ်ဝဲလဲအားပေးလာအားပေးအောင်နော်စိတ်ချပါဦးကျော်ထေးတီကော်ဖီအေးခွက်ကြားတစ်ငွေကိုစပွဲပေါ်တွင်တင်ထားခဲ့ပြီးဆိုင်ထဲမှထွက်သွားတော့သည်အင်ကြီးလက်ရှိကိုလက်မောင်းအထိရောက်အောင်ခောက်တင်ထားသောဝန်ထမ်းတချို့သည်သူ့အနားမှခတ်တုတ်တုတ်ဖြတ်တန်းသွားလာနေကြသည်အခန်းနှင့်စားသောက်ဆိုင်မှကောင်းကလေးကကြီးညနေ4 နာရီရောက်တိုင်းဆိုင်ရှိတွင်ရေဖြန်းရသည်မှာစီတူဤအလောက်တာဝန်ဖြစ်သည်တူတီရေဖလားတစ်ခွက်ဖြင့်ရေပုံးထဲမှရေကိုခတ်ပြီးလက်မပေါ်သို့ဖမ်းပြနေသည်ရေပုံပိုင်လဲဆိုင်ရှိတွင်ရှိလက်နှင့်ပိုက်ပြော့ကိုအတုံးပြုပြီးရေဖမ်းရလျင်အလွန်ပင်အချိန်ကုန်သက်သာပေလိမ့်မည်ဟုသူတွေးနေမိသည်ထိုအကြံအစည်အားဆိုင်ရှင်ဒေါ်စပယ်ကိုပြောပြသည့်အခါတွင်မူဒေါ်စပယ်သည်တွန့်အားပန်မာတော့သည်သူအားစဉ်းစားဉာဏ်မရှိဟုပင်ဆိုခဲ့သည်ကားရေစီးနေရမှာမဟုတ်တာရေဖြန်းတာဆိုတာဖုံတက်အောင်ဖြန်းတာဟဲ့ဆိုင်ရှိမှရေတွေအိုင်းနေကိုစီလာတဲ့ဧည့်သည်တွေအတွက်အဆင်မပြေဖြစ်ကုန်မှာပေါ့နောက်တစ်ချက်လည်းရှိသေးရဲ့ဒေါ်စပယ်ကပြေးဆိုးလိုက်သေးသည်ဒီစားသောက်ဆိုင်ရောက်လာတဲ့ဧည့်သည်တွေကတိတ်ကပြဆန်တာသူတို့ကကောင်လေးတယောက်ရေဖလားတစ်ခွက်နဲ့ရေဖြန်းနေအောင်ပဲအရသာခံပြီးကြည့်ချင်ကြတာတကြံကြသလိုရေပိုက်တကားကားနဲ့ရေဖြန်းနေရမျိုးမြင်ချင်တာမဟုတ်ဘူးအတော်လေးဖီးအောက်တယ်ဧည့်သည်တွေအများစုက6 နာရီကျော်မှလာကြတာပဲကျတော်ရေဖြန်းနေရဘသူကလာပြီးအရသာခံနိုင်မလဲဗျစီတူဤစကားတန်ကားဆုံးကားစားပင်ရှိသေးသည်ဆိုင်ရှင်ဤလက်ခေါက်မှတူဤခေါင်းပေါ်သို့တောက်ခနဲမြောင်ကျလာတော့သည်ဘာမှအကြောင်းပြမနေနဲ့အဲ့ဒီစင်ရှည်ချင်းလက်တွေကသုံးစားလို့မရအောင်အတော်စီစားကြောင်းတယ်စီတူကတွေးမိသည်တို့တော့ဘာမှပြန်မပြောဖြစ်တော့ဒေါ်စပယ်တီသူခိုင်းသည့်တိုင်လုံးမှလှုပ်ပေးမှသဘောကျသည်အတူတက်တီကိုမကြိုက်ဆိုင်ကိုစီမံအုပ်ချုပ်သူတယောက်အနေဖြင့်အတော်လေးစီးဆက်တီကိုဆိုရမည်ထို့ကြောင့်လည်းစီတူတီဒေါ်စပယ်အားကျိတ်ပြီးလေးစားနေမိသည်စီတူရေဖြန်းနေစဉ်ဆိုင်တွင်မှမျိုးသားတဦးထွက်လာသည်ဒေါ်စပယ်ဤခင်ပွန်းတို့ရိုးရာစားသောက်ဆိုင်ဤပိုင်ရှင်ဦးစီရဖြစ်သည်ဦးစီရသည်ဟာဝီယန်ရှက်နှင့်အဖြူရောင်ပေါင်းမီတို့ကိုဝှစ်ထားပြီးလက်ဘေးမှရွှေဆွဲကြိုးကြီးအထင်သားပေါ်လက်ညီကမျက်မှန်ကိုတက်ထားသည်သူ့တို့စတိုင်မိလာပြီးဟုထင်နေပုံရသည်စီတူကတော့ထို့တို့မထင်ဒူဝစ်စားထားပုံမှာပေါ်ကားထဲမှာလန်တဲစတိုင်ဖြစ်နေသည်ပေါ်ကားထဲမှာလန်တဲစတိုင်ဖြစ်နေသည်ဟေ့ဟိုဟာငါတော့ဝယ်ထားပြီးပြီလားဦးစီယာခောက်အုပ်မင်းနေသည်ပြပဝင်းကျင်မှာသူ့အတန်ကြားရမျိုးစိုးရိမ်နေသည့်လေတံမျိုးဝယ်ပြီးပြီဆရာဘယ်မှာလဲဖွက်ထားလေအေးကောင်းတယ်အခုယူလာခဲ့စီတူတီရေဖလားကိုချထားခဲ့ပြီးစားတောက်ဆိုင်ဘေးရှိလမ်းကြားထဲသို့ဝင်သွားသည်ထိုလမ်းကြောင်းထဲတွင်ရပ်ထားသောစပီးရှိချင်းထဲမှအဖြူရောင်ပလတ်စတစ်အိတ်တစ်လုံးကိုဆွဲထုတ်ပြီးဦးစီရအနားသို့ပြန်လာသည်ဦးစီရသည်နာရီတကြီးကြီးလုံးနေ၍ရှေ့သို့ကြွကြွဖြစ်နေသည်မှာထင်ရှားသည်သူသည်စားတောက်ဆိုင်ထဲသို့အလစ်မပေးဘဲမကြာခဏလမ်းကြည့်နေတတ်သည်ဒေါ်စပယ်တွေ့သွားမည်ကိုလည်းအထူးစိုးရိမ်နေပုံရသည်ဒါပဲဆရာစီတူတီပလတ်စတစ်အိတ်ကိုကမ်းပေးလိုက်သည် Thank you မင်းကျေးဇူးမမေ့ပါဘူးကွာဦးစေရသည်ပလတ်စတစ်အိတ်ထဲသို့လမ်းကြည့်လိုက်ပြီးကျဉ်းနှံ့စွာပြုံးနေသည်မင်းငါပြောတဲ့အတိုင်းဝယ်ထားမဟုတ်လားဟုတ်တယ်ဆရာအဖြူ9 ခုအဝါ3 ခုဟုတ်တယ်မလားအေးဟာပိုးတဲ့ပတ်စံမင်းပဲယူလိုက်တော့ကွာစီတူတီကောင်းမငဲ့ချင်ဖြင့်ငဲ့လိုက်သည်ပိုတီပတ်စံဟုသာဆိုရသည်ပိုချန်ရစ်တီမှာ100 တန်တရွက်တာအရင်လိုပဲဘယ်သူမှရှောက်မပြောနဲ့တော့တဘောပါလားဦးစီရသည်လက်ညှိုးဖြင့်သူ့နှာခမ်းကိုဖိပြနေသည်
တဘောပေါက်ပါရဲ့ဆရာတခုပေါက်ကြသွားလို့ကတော့မင်းသိပြီလားမက်ဟုတ်စီတူတီထိုတူကိုစိတ်မချချင်တော့တိုးတော့ဘာမှမတက်နိုင်ပဲခေါင်းငိမ့်နေရသည်အေးနှုတ်လုံးပါစေဟုပြောရပလတ်စတစ်အိတ်ကိုကိုက်ပြီးအနီးမှထွက်ခွာသွားသည်စီတူတီသူ၏ကြောပြင်ကိုကြည့်ကတိတ်တဆိတ်တက်ပြင်းချလိုက်မိသည်ည6 နာရီနောက်ပိုင်းတွင်စားတောက်ဆိုင်သို့ဧည့်သည်များအဝင်အထွက်များလာသည်စီတူ၏ပီမတာဝန်မှဟင်းအမှာကိုလက်ခံပြီးစွဲထိုးပေးရခြင်းဖြစ်သည်မိဖို့ချောင်မှချက်ထားသည့်ဟင်းလျာများကိုဧည့်သည်များ၏စပွဲများပေါ်သို့ချပေးရသည်စီတူတီဟင်းခွက်အသီးသီးမှပါဝင်ပစ္စည်းများအရာထများနှင့်လက်ဖက်ဟင်းအမယ်များကိုအတွေ့အကြုံအရသိရှိနေပြီးဖြစ်သည်တခါတရံတော့လည်းဧည့်သည်များ၏စစ်ဆေးပေါက်မေးခွန်းများသူမဖြေတတ်ထိုအခါမျိုးတွင်သူသည်စပူချောင်တိုးတော်စဖိုမူကြီးထံမှမေးမြန်းတင်ယူရပြန်သည်ထို့ကြောင့်လည်းစဖိုမူကြီးစိတ်မရှိသောဆူငေါက်သံများမကြာခဏကြားနေရတတ်သည်ငါမင်းကိုဘယ်နှခါပြောရမှာလဲဟူ၍ပုံမှန်လာနေကြဖောက်တယ်များဒေါ်စပယ်ကိုယ်တိုင်ဧည့်ခံလေးရှိသည်သူသည်အလုပ်ချိန်တွင်အမြဲတမ်းကချင်ဝတ်စုံကိုဝတ်ထားလေးရှိသည်ကချင်အစားအစာများကိုဦးစားပေးရောင်းချသောသူတို့ဆိုင်နှင့်ဤကချင်ဝတ်စုံမှာအင်မတန်ပနံသင့်သည်ဟုစီတူကယူဆသည်ယနေ့ညတွင်ဒေါ်စပယ်သည်ငွေထည်များမပါသောရိုးရိုးကချင်အင်ဂျီနှင့်ကချင်တပီကိုဝတ်ဆင်ထားသည်ဒေါ်စပယ်သည်ဧည့်သည်များနှုတ်ဆက်စကားပြောနေစဉ်တွင်သူ၏မျက်နှာမှာအလွန်ချုံမြပြီးတရက်ပါသောပြုံးကပို၍ဆဲဆောင်မှုရှိစေသည်စီတူတင်ပင်တခါတရံကြည့်နေရင်းမှသူ့အလောက်ရစ်မူးသလိုဖြစ်နေတတ်သည်သူသည်အလုပ်လုပ်ပြီးဆိုရင်စိတ်ပါလက်ပါဖြစ်ပြုံးရွှင်စွာလုပ်တတ်သောကြောင့်သူ့ကိုကြည့်ရသည်မှာငယ်ရွယ်သောအပြိုဖြန်းလေးတစ်ယောက်ဟုပင်ထင်စရာရှိသည်သူ၏အသက်သည်မိမိ၏မိခင်နှင့်မသိမ်းမယိမ်းရှိနေသည်ကိုပင်စီတူသည်မယုံကြည်နိုင်အောင်ဖြစ်နေသည်သို့သော်သူ၏လှပသောပြုံးမျက်နှာသည်ဧည့်သည်များအားမျက်နှာမူနေစဉ်သာပေါ်လွင်နေတတ်ပြီးထိုစပွဲမှခွာလိုက်သည်နှင့်သူ၏မျက်လုံးများသည်ပြတ်သားတည်ကြည်သွားပြန်သည်ဟိုပြတင်းပေါက်နားဧည့်သည်ရဲ့ခွက်ထဲမှာဘာမှမရှိတော့ပါလားဒီမှာရက်ပြီးဘာငိုင်းနေရလဲဗျာဟုတ်ကဲ့ဒေါ်စပယ်၏တိကျပြတ်သားသောအသံများထွက်ပေါ်လာပြီဆိုရင်စီတူသည်ဟိုပြေးဒီပြေးဖြင့်တောင်ချဆိုင်းနေတော့သည်ည10 နာရီကျော်မှသာဧည့်သည်များတဖြည်းဖြည်းပါသွားသည်စီတူကိုယ်တိုင်ချက်ပြုတ်ပေးရသည်မဟုတ်တော့လဲဟင်းကောင်းကြောင်ပြောသည့်ဧည့်သည်၏ချီးမွမ်းစကားကြားရသောအခါသူကမစီမဆိုင်ပီတိဖြစ်နေမိသည်ဤအလုပ်သည်စိတ်ချမ်းသာစရာကောင်းသောအလုပ်တစ်ခုဖြစ်သည်ဟုပင်အရိုးခံစိတ်ဖြင့်ကျေနပ်နေပြန်သည်ထိုနောက်တော့ရှင်းလင်းရေးတာဝန်စရတော့သည်ပကံခွဲရောက်များစီကြောရသည်မိဖို့ချောင်တွင်သန့်ရှင်းရေးလုပ်ရသည်မှာလည်းသူ့တာဝန်ပင်ဖြစ်သည်သူဒီဆိုင်တွင်အလုပ်ဝင်သည်မှာဘယ်နှစ်လမျှမကြာသေးထို့ကြောင့်ဓားကိုက်အသက်ပင်တင်ယူခွင့်မရသေးပင်သူ့ထံနည်းနည်းမျှစောရောက်နေသောကိုလှအောင်တင်ပင်အခုမှစပူချောင်ထဲတွင်ကူညီခွင့်ရရုံရှိသေးသည်ထို့ကြောင့်သူ၏လက်ရှိအလုပ်တာဝန်များမှာအတော်ကြာကြာအထိဆက်လက်လုပ်နေရဦးမည်ဖြစ်ကြောင်းသူကောင်းကောင်းသဘောပေါက်သွားသည်သူယခုမှ19 နှစ်သာရှိသေးသည်မနှစ်ကပင်10 တန်းတက်နေခဲ့သေးသည်သို့သော်ကျောင်းသားဘဝတွင်သူနှင့်နည်းနည်းမျှမအပ်စပ်ကြောင်းသိလာရသည်ထို့ကြောင့်သူကျောင်းထွက်ခဲ့သည်ထိုသို့ပြောရသည်မှာလည်းလူကြားကောင်းအောင်ပြောနေခြင်းဖြစ်သည်အမှန်မှာသူသည်10 တန်းပြည့်စုံရန်အရည်အချင်းမပြည့်ဝသူဖြစ်သည်ရက်ကံဖြစ်တာ9 တန်းထိအောင်လာခဲ့ရသည်10 တန်းစာများဘယ်လိုမှလိုက်နိုင်ခြင်းမရှိခဲ့သူသည်သူ့ကြောင့်သူသိနေသောကြောင့်10 တန်းဆက်တက်ရန်မိခင်အားသည်းသန်ငြင်းဆန်ခဲ့သေးသည်သို့သော်မိခင်စိတ်ကျေနပ်စေရန်တစ်နှစ်တက်ကြည့်မည်ဟုသဘောတူခဲ့သည်အမှန်တကယ်တော့တစ်နှစ်ပင်မကြာလိုက်စီတူသည်တမာရိုးကျနည်းဖြစ်သော10 တန်းအောင်တက္ကသိုလ်တက်ဘွဲ့ရအလုပ်ဝင်ဟူသောရှေ့ရိုးလမ်းကြောင်းအတိုင်းသွားမည်ဟုဘယ်တုန်းကမျှစိတ်ကူးမယဉ်ခဲ့စဖူးအရွယ်ရောက်ကတည်းကစာထက်ဝင်ငွေရမည့်အလုပ်တစ်ခုရရန်ကိုသာစိတ်ဝင်စားနေခဲ့သည်ဘွဲ့ရပါလည်းအလုပ်မရှိသေးသောလူများကလည်းပတ်ဝန်းကျင်တွင်သူနှင့်သည်ရှိနေကြသည်မဟုတ်ပါလား
ကျောင်းဆက်မတက်ဘဲအလုပ်လုပ်မည်ဆိုရင်မည်သည့်အလုပ်ကိုလုပ်မည်နည်းဟုသူ၏မိဘများသူအားမေးမြန်းလာသောအခါသူအားစဖိုမှုလုပ်မည်ဟုခပ်တွက်တွက်ပြန်ဖြေခဲ့သည်။အကြောင်းရင်းမှာရှင်းပါသည်။သူ၏အိမ်ဘေးတွင်အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားသည်ဖြစ်ရာထိုဆိုင်ထဲမှာစဖိုမှု၏စမတ်ကျသောဝတ်ပုံစားပုံနှင့်ဟန်ဘတ်အမွှအရာများကိုသူကတိတ်တဆိတ်အားကျနေခြင်းဖြစ်ပေသည်။ဖခင်၏အဆက်အသွယ်ဖြင့်သူသည်ထိုရိုးရာစားသောက်ဆိုင်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။သူ၏မိဘများကလည်းသူ၏ရွေးချယ်မှုကိုနားလည်ပေးကြသည်။ယခုခေတ်တွင်ဘွဲ့ရထားလျှင်လည်းအလုပ်အာမခံချက်ရဖို့ခက်သည်ကြောင့်သူတို့လည်းနားလည်ကြသည်။စီသူသည်မီးဖိုချောင်တွင်းမှခွဲရောက်တန်ဆာပလာများကိုနေရာတကျချပြီးမီးဖိုချောင်ထဲမှထွက်ခွာမည်ပြုစဉ်သူ့ထံလာနေသောဦးဇေယျကိုတွေ့လိုက်ရသည်။သူ၏အဝတ်အစားမှာညနေကတည်းကအတိုင်းတထည်ရာသေးရှိနေသေးသည်။ကြည့်ရသည်မှာအခုမှအပြင်ကပြန်ရောက်လာပုံရသည်။ဒီနေ့ဘယ်လိုလဲ။ဦးဇေယျသည်ဆေးပြီးခါစဖန်ခွက်တစ်ခွက်ကိုယူပြီးခေါင်ရည်ထည့်ထားသည်။ဝါးကြည်တောက်ဘူးကိုဖွင့်နေသည်။အရင်လိုပါပဲ။အော်ဒေါက်တာမြင့်စောလည်းလာသေးရဲ့။ဟိုအရက်စက်တဲ့နေရာမှာသူ့ကိုသူအတော်ဆုံးလို့အထင်ရောက်နေရင်ငနဲကြီးမလား။ဦးဇေယျသည်ဖန်ခွက်ထဲသို့ခေါင်ရည်များအပြည့်ထည့်ပြီးတကြိုက်တည်းမော့တောက်လိုက်သည်။သူ၏မျက်နှာမှာရဲရဲနီနေပြီးအပြင်မှာလည်းအတော်လေးတောက်လာခဲ့ပုံရ၏။တောက်ပြီးသောအခါဦးဇေယျသည်ဖန်ခွက်ကိုပြန်ချပြီးသူ့ပခုံးကိုပုတ်ကာပြန်ထွက်သွားတော့သည်။ဟူးနားရမယ်မကျန်သေးဘူးဟုရေရိုးကာစီသူသည်ဦးဇေယျထားသွားသောဖန်ခွက်ကိုကောက်ကိုင်လိုက်သည်